မင်္ဂလာပါချဲစီချစ်သူတို့ရေဒီနေ့မှာတော့သတင်းကောင်းလေးတစ်ခုပါတယ်နော်ချဲစီအသင်းခေါ်ယူဖို့အချိန်ကြာမြင့်စွာစ조사နေတဲ့စပိန်နောက်ခံလူကိုအရာခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဟုတ်ပါတယ်ချဲစီအသင်းဟာဘယ်လက်ကနို့အသင်းမှပတ်ချာဘာရီယာကိုခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ပြီးအပြောင်းရွှေ့အတည်ဖြစ်သွားပါပြီချဲစီအသင်းဟာစပိန်လူမျိုးဘယ်နောက်ခံလူအတွက်ပြောင်းရွှေ့ကြေးယူရို19တန်းနှင့်ထပ်ဆောင်ကြေးအဒမ်စ်ယူရို2တန်းပေးချေရမည်ဖြစ်သည်ပတ်ချာဘာရီယာသည်ဆေးစစ်မှုခံယူရန်နှင့်စာချုပ်ချုပ်ဆိုရန်အတွက်လန်ဒန်သို့ခရီးစတင်ထွက်ခွာတော့မည်ဖြစ်သည်ကလပ်အသင်းနှစ်ခုအကြားစာချုပ်လက်မှတ်ရေးထိုးခြင်းကိုယနေ့ပြုလုပ်သွားမှာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန်စီးတီးအသင်းနည်းပြမာရက်စကာဟာရိုဒရီထွက်ခွာသွားပါကချဲစီအသင်းကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ကိုခေါ်ယူစ조사နေပါတယ်ချဲစီအသင်းဟာမန်စီးတီးအသင်းအနေနဲ့နက်တိုကိုခေါ်ယူလိုပါကပေါင်တန်း80ဝန်းကျင်လောက်တောင်းဆိုသွားမှာဖြစ်ပါတယ်အဆုံးထိနားထောင်ပေးခဲ့ကြတဲ့ချဲစီချစ်သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်